ကြတော့အဆင်ပြေပြီလားအဆင်ပြေပြီလားဟုတ်တယ်လေအခုစီပေါ်သားတော့ဆိုင်လာပါလို့တော့အဆင်ပြေပြီလားမောင်ကကြတော့တက်ကနေပြန်စားတယ်မတွေ့ဘူးလားအဲ့လိုမျိုးအားကြောင့်အပြည့်ညာပေးတာကိုထားရတော့မလားမိမတွေတော့ဝက်ပြမယ်သူတော့ဝက်အဲ့တော့ကြောက်ကြတယ်မိဘတော့ချက်ချက်မှာပေါ့အဲ့တော့ကြောက်ပြီးတော့ကိုယ်တော့မိဘချင်မတူနော်မိဘအကုန်လုံး